ဘဝဆိုတာခဏကလေးပါဘာအတွက်နဲ့ငါလေးလံနေမှလဲပေါ့ပေါ့ပါပါပဲနေမယ်ဘဝဆိုတာခဏလေးတခါကြီးဒီမိုက်များအစွဲနေတဲ့အတွက်ကြောင့်ဆင်းရဲနေတယ်နေတော့မှလည်းပဲတန်ရောတင်ကျိုးတွေကလျော့တယ်သူလည်းပဲထွက်ခွာသွားမှာငါလည်းပဲထွက်ခွာသွားမှာငါစွဲသည်ဖြစ်စေမစွဲသည်ဖြစ်စေငါခွဲခြင်းသည်ဖြစ်စေမခွဲခြင်းသည်ဖြစ်စေတေချာပေါက်ကွဲရမယ်လို့သိနေတော့တန်ရောတင်ကျိုးကတေချာပေါက်လျော့ကိုလျော့တယ်ကျိုးလျော့တဲ့အတွက်ကြောင့်နေရတာလွတ်လပ်တယ်ပြတ်သွားမယ်ဆိုတော့ပို့ပြီးတော့လွတ်လပ်တယ်ခုဒကာမတို့ဦးဇင်းတို့ကကျိုးကြီးကတင်းနေတယ်ခွဲရမယ်ဆိုတာကိုနားမလဲတော့အစွဲကြီးကလည်းပြင်းတယ်အစွဲပြင်းတော့ကျိုးတင်းတယ်ကျိုးတင်းတော့မလွတ်လပ်ဘူးနေရတာဆင်းရဲတယ်အပြစ္ဆုတ်ပါမှာဒီတိုင်းခံစားရတယ်ဟုတ်လားဒါကြောင့်အစွဲနေပြီးတော့တန်ရုံးတင်ကျိုးတွေရော့ပြီးတော့လွတ်လပ်မှုရှိအောင်ဘဝဆိုတာခဏပါပြီးတော့သိဆုံးသွားမှာပြီးတော့လည်းပြီးရတာပဲမပြီးကျင်လို့လည်းမဖြစ်ဘူးအဲ့ဒါလို့စဉ်းစားမယ်ဆိုလို့ရှိရင်အင်မတန်အကျိုးကြီးတယ်ဗျဟုတ်လားတခါကြီးမိုင်းမြစကားလေးတစ်ခွန်းရှိတယ်ကြားလိုက်လို့ပြေးနေတဲ့လူတယောက်ဟာခွေးဟောင်တာကိုလှည့်မကြည့်သင့်ကြားလိုက်လို့ပြေးနေတဲ့လူတယောက်ဟာစူးချစ်တာကိုပုံကြီးချဲ့မနေနဲ့တောထဲမှာကြားကနောက်ကနေလိုက်တယ်ရှေ့ကအသက်လူပြီးတော့ပြေးနေရတဲ့လူတယောက်မျက်စိထဲမြင်းကြည့်စမ်းအဲ့ဒီလူကိုခွေးကလှမ်းပြီးတော့ဟောင်တယ်လှည့်မကြည့်အားပါဘူးခွေးဟောင်တာအရေးမကြီးဘူးနော်ဘာကအရေးကြီးလဲကြားလိုက်တာကအရေးကြီးတယ်ခွေးဟောင်တာရက်ကြည့်နေရင်ကြားကမှီပြီးတော့ကြိုက်တတ်မှာမို့အဲ့ဒီကြားလိုက်နေတာကိုကိုမှစူးကလေးချစ်မိတယ်ဟာညှိမိသွားတယ်ဒါကိုရက်ပြီးတော့ကြည့်မနေနဲ့ဘာမှဒီတရားသိမ့်မကြည့်ဘူးနောက်ကဘာဖြစ်နေတော့ကြားလိုက်နေတယ်အဲ့ဒီလိုပဲတရားဓမ္မတို့ဦးဇင်းတို့တွေကိုသေမင်းကလိုက်နေတယ်ဘယ်ချိန်မိမလဲတော့မသိဘူးအဲ့ဒီသေမင်းဒီဟူသောကြားကြည့်လိုက်နေတာကိုမမြင်တဲ့အခါကျတော့ကဲ့ရဲ့ချင်းချီးမွမ်းခြင်းဆိုတဲ့ခွေးဟောင်တာကိုရက်ပြီးတော့ကြည့်တယ်ရက်ပြီးတော့ခံစားတယ်ကြားလိုက်တာကြီးကိုမမြင်တော့ခွေးဟောင်တာကြီးကအကြီးကြီးဖြစ်နေတယ်ပိဿတို့ကိုဦးဇင်းတို့အနုစိတ်ရှင်းမပြဘူးဒီလူတွေဉာဏ်ရှိတယ်နော်ဟုတ်လားနောက်ကကြားလိုက်နေတာကိုမမြင်တော့လောကဓာတ်ဆူကလေးအตาကလေးချစ်တာကိုအကြီးကြီးလို့ထင်တယ်နေပေါင်းသွေးတွေထွက်နေလိုက်တာလုံးမနေနဲ့နောက်ကဘာလိုက်နေလဲကြားလိုက်နေတယ်ဘဝဆိုတာခဏပါလို့သိတဲ့အသိနောက်သိခြင်းတရားမရဏနုတ္တိကမ္မထံသိပြီးတော့အစွမ်းထက်တယ်ဟုတ်လားဒါကြောင့်ကိုယ့်ဘဝမှာပြဿနာတွေနဲ့လေးလံနေတဲ့အခါမျိုးမှာစဉ်းစားကြည့်လိုက်ပါငါဘာတွေပုံကြီးချင်နေတာလဲဒီပြဿနာတဲ့ကြီးတဲ့ပြဿနာကြီးငါတွေ့ရအောင်မှာပြဿနာအကြီးကြီးကိုမေ့နေလို့ပြဿနာအသေးသေးလေးတွေကဂုတ်ပေါ်ခွရှိပြီးတော့အကြီးကြီးလို့ကိုယ့်ကိုချက်ပြီးတော့နှိမ့်ဆက်နေတာစင်စစ်တော့ပြဿနာအကြီးကြီးကိုမမြင်လို့ပြဿနာအသေးလေးကိုအကြီးကြီးထင်နေတာ